တိုင်းလူတိုင်းဟာကိုမဆုံးမသေးသမျှကိုမပြင်သေးသမျှဆရာမိဘတွေဘလောက်ပဲဆုံးမကိုဆုံးမနိုင်မှသာလေအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ်ဆရာမိဘဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်သို့တော့ဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တိုင်ကဒီမှာရင်ကျေးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ်တိုင်ကိုပြုပြနိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တယ်မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွှန်ပြရုံတသက်မျှတာဖြစ်တယ်ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်